မင်္ဂလာပါမေတ္တာပို့နေပါလျက်နဲ့ဘာကြောင့်မေတ္တာမရတာလဲပေါ့တခါလေကြာရင်လူတွေကမေတ္တာလို့ပြောနေကြတယ်လူတွေရဲ့အများစုမေတ္တာရောဒီမြန်မာပြည်မှာရှိတဲ့လူဦးရေ80ရာခိုင်နှုန်းရဲ့မေတ္တာလူပဲပြောမယ်နော်ကျန်တဲ့ယဟန်တန်ကမပြောတခါလေကြာရင်ယဟန်တန်ကကိုဘာကြောင့်ပြောရလဲဆိုတာရန်လာရှာနေအောင်မယ်လူတရားမေတ္တာပို့လို့ရှိရင်တရဝအားလုံးကျမ်းမာပါစေချမ်းသာပါစေ31ဖုံဝိနည်းအားလုံးကျမ်းမာပါစေချမ်းသာပါစေဒါမဲ့တကယ်ပို့တနေတာကတော့မေတ္တာစစ်ပဲဒီမေတ္တာကကွက်ကြားမေတ္တာတာဖြစ်တယ်ဘာကြောင့်မေတ္တာပို့တာမရောက်လဲဆိုရင်ပြောပြမယ်တဲ့ကိုအိမ်ကအမြီးနဲ့သူများအိမ်ကခလေးနဲ့ရံဖြစ်လို့ရှိရင်ဘယ်သူမှမှန်ကိုအိမ်ကမြည်ပဲနိုင်စေချင်တယ်နောက်တစ်ခုကိုအိမ်ကကြောင်ဒီခွေးတွေတတ်တော်နဲ့သူများအိမ်ကကြောင်ခွေးတတ်တော်တွေကြိုက်ကြရင်လေကိုအိမ်ကတတ်တော်တွေပဲနိုင်စေချင်တယ်ကိုသားသမီးနဲ့သူများသားသမီးနဲ့ရှင်လာလို့ရှိနေကိုသားသမီးကိုဆွေမျိုးတွေပဲနိုင်စေချင်တယ်တာစေချင်တယ်ဒါဆိုရင်ကျွန်တော်ပို့နေမေတ္တာဒီရောက်တော့ရောက်လိုက်မယ်တကယ်ရောက်နေတာမေတ္တာအစစ်မဟုတ်ဘူးဆိုတာကိုအသိဆုံးအဲ့ဒီတော့တကယ်မေတ္တာစစ်လို့ရှိရင်တကယ်မေတ္တာပို့ရင်တကယ်ရောက်တယ်မေတ္တာစစ်လို့ရှိရင်မေတ္တာရဲ့အကျိုးပြန်ခံစားရတယ်ကိုပို့လိုက်တဲ့မေတ္တာဒီလိုလားမှုရှိတဲ့မေတ္တာလားသူစကန်နဲ့ပြန်ရချင်တဲ့မေတ္တာလားကိုပေးလိုက်တဲ့မေတ္တာကသူစီကနေမျှော်လင့်နေတဲ့မေတ္တာကအဲ့တော့မေတ္တာမှာကမိဘနဲ့သားသမီးကြားမှာရှိတဲ့မေတ္တာသမီးသားကြားမှာရှိတဲ့မေတ္တာတန်ရောစဉ်မတူကြအောင်အဲ့ရောလူတွေကကိုချစ်နေတဲ့အပေါ်ကိုတွေ့တာတဲ့ပစ္စည်းအပေါ်ကိုတန်ရောစဉ်ရှိတဲ့ပေါ်ဆိုရင်အဲ့ဒီမေတ္တာဒီအမှန်ကိုမချစ်နေတတ်ဘူးကိုမကြိုက်နေဘူးကိုမတွေ့တာတဲ့အရာဆိုရင်အဲ့ဒီလိုဘာလို့လို့မေတ္တာတရားမထားနိုင်ဘူးထားတော့ထားလိုက်မယ်ဒါပေမဲ့ခေတ္တခဏအဲ့တော့ရင်ထဲမှာတကယ်ရှိတဲ့မေတ္တာအစစ်နဲ့တစ်ဖက်လူကိုပို့နိုင်ပြီလားတစ်ဖက်မှာရှိတဲ့တတဝါလူကရောမေတ္တာထားနိုင်ပြီလားဆိုတာကိုအသိဆုံးမေတ္တာပွားတယ်မေတ္တာထားပြီးတော့မိမိချစ်နေတဲ့တော်သူမိမိနဲ့မပြေလည်တဲ့သူတွေစင်တော့မေတ္တာပြတ်တယ်မိမိခင်တဲ့သူစမေတ္တာရှိဒါစဉ်တင်ကိုယ်တိုင်ကမေတ္တာအစစ်ရှိနေတာမဟုတ်အဲ့တော့ကိုမေတ္တာအစစ်ရှိအောင်အရင်ကြိုးစားပါအရင်လေ့လာပါနော်ကိုရန်သူတို့တတ်မှတ်လိုက်တဲ့အရာကိုမေတ္တာမထားနိုင်တာကြောင့်ရန်သူဖြစ်နေပလေစေကိုချစ်ခင်နေတတ်နေစေအဲ့ဒီလူကိုပေါ်ထားတဲ့မေတ္တာဒီဘယ်တော့မှမပြတ်ဘူးမုန်းနေတယ်ဆိုရင်မေတ္တာမထားနိုင်ဘူးချစ်နေတယ်ဆိုမေတ္တာထားတယ်အဓိကပြောချင်တာကသူများမေးတဲ့မေတ္တာပို့တာဘာကြောင့်မရောက်လဲဆိုကိုယ်တိုင်ကပို့တဲ့မေတ္တာကပါဇက်နဲ့ပို့ပြီးတော့ကိုယ်စိတ်ထားသည်မေတ္တာမမှန်တော့အခါဘယ်တော့မှလည်းမေတ္တာစစ်မရဘူးမေတ္တာမရဘူးမေတ္တာရဲ့တုတ်ပြန်မှုအကျိုးကျေးဇူးပြတ်မလာဘူးကိုယ်တိုင်ကစပဲမေတ္တာပွားတယ်မေတ္တာထားတယ်ဒါမဲ့တစ်ခါလေကြာရင်ကိုကလူသားဖြစ်တဲ့အတွက်ကိုနဲ့ဆင်ပြေတဲ့ခါကျအပေါမတဲ့မေတ္တာတရားပြတ်ပြီကိုဆင်ပြေတဲ့လူကြတဲ့မေတ္တာတရားမှနောက်တစ်ခုတချို့ဒီခေတ်ကာလဆိုရင်ငါစကားမနာထောင်ရင်ငါကြောင်မတတ်နဲ့ဆိုတချို့တော့ကျောင်းထိုင်တွေလည်းရှိကြတယ်ဒါဆိုရင်ကျောင်းထိုင်တွေမှာထားတဲ့မေတ္တာတရားဒီကွက်ကြားမေတ္တာတရားဖြစ်မယ်ဒီတော့မေတ္တာတရားလိုချင်ရင်မေတ္တာတရားရချင်ရင်မေတ္တာပို့တာမှန်ကန်ပါစေမေတ္တာပို့တာတဲ့အပေါ်မှာရောမေတ္တာထားတဲ့အပေါ်မှာရောတကယ်ဖြောင့်မတ်နေပြီလားတကယ်ဖြောင့်မတ်တဲ့မေတ္တာတကယ်ဖြူစင်တဲ့မေတ္တာဆိုတော့အဲ့ဒီမေတ္တာရဲ့အကျိုးကျေးဇူးကိုပြန်ရလိုက်မယ်ဟုတ်ပြီလားအဲ့တော့မေးရကြတဲ့တကယ်မေတ္တာအစစ်အမှန်ရောရှိလားဘာကြောင့်မေတ္တာပို့တာမေတ္တာပြန်မရဘဲနဲ့အဲ့လိုဖြစ်နေတယ်ဆိုအခုအဲ့ဒီအပေါ်မှာကျွန်တော်ရဲ့ထင်မြင်ချက်လေးတို့ဖြည့်ပေးလိုက်ပြီးချစ်ပရိသတ်ကြီးတွေကျမ်းမာပါစေချမ်းသာပါစေ